အခုမြင်တွေ့နေရတာဟာကျွန်တော်ရက်ကွက်7မှာရှိတဲ့ရက်ကွက်တန်လေးပါဗျပြီးတော့သူကတော့လမ်းတစ်ဖက်မျက်နှာသာရှိမယ်နှစ်ဖက်စလုံးကျွန်တော်ကွန်ကရစ်ခင်းထားပြီးသားဖြစ်မယ်ဗျခုပြောင်းမြင်ကွက်ကအကြာလေးပါဗျအကျဉ်ခါကျသူက45ရှိမယ်ပြီးတော့တစ်ဖက်ကကျွန်တော်80 G ကိုရှိမယ်ဗျပြီးတော့ရေရလည်းတွေ့ရတဲ့လွယ်မယ်ရေပေါ်မှာဗျဒီမှာရေပေါ်မှာပေါ့နော်ပြီးတော့မီးရလည်းပတ်ဝန်းကျင်မှာတိုင်နေလည်းရှိမယ်ပတ်ဝန်းကျင်တွေကိုကျွန်တော်တစ်ချက်လေးပြပေးရှင်တယ်ဗျကြားကျွန်တော်မြင်ရတဲ့ဒီကွန်းနေမြင်ရတဲ့ပေါ်တောင်တန်းရှုခင်းလေးတွေပါဗျပတ်ဝန်းကျင်မှာဆိုရင်ဒီလိုမျိုးအိမ်ကြီးအိမ်ကောင်းလေးတွေရှိမယ်ပြီးလက်ရှိအနေထားဆိုရင်တော့သူကတီးပင်စားပင်တွေစိုက်ထားတာဖြစ်တဲ့အတွက်နည်းနည်းတော့ရှင်းရှင်းလေးတော့မမြင်ရသေးပါနော်ဈေးနှုန်းခေါ်ထားတာတော့1900ပဲခေါ်ထားတယ်ဗျလက်ရှိအနေထားမှာ1900ပြီးကြကျွန်တော်လမ်းလေးစုံတောင်းလေးပါဗျဒီဘောဖက်ကျတော့ကွန်ကရစ်မခင်းရသေးဘူးဒီဖက်ကျလည်းကွန်ကရစ်ခင်းထားပြီးသားရှိမယ်ကျွန်တော်ဒီမြေကွက်အပေါင်းဝင်ကလောမျိုးမှာရှိတဲ့အယောင်မြေကွက်တွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်အထူး application လုပ်ထားတာရှိတယ်ဗျ User Land ဆိုတဲ့နာမည်လေးနဲ့ပေါ့နော်အဲ့ဒီ application မှာဆိုကျွန်တော် Google Map ပြန်တပ်ပုံရဲ့ဗီဒီယိုအပေါင်းဝင်360ဗီဒီယိုပါကျွန်တော်အသေးစိတ်တင်ထားပေးတာဖြစ်တဲ့စိတ်ဝင်စားတဲ့မိတ်ဆွေဝင်ပြီးတော့လေ့လာလို့ရပါတယ်ဗျအဲ့ဒီမှာစိတ်ကြမြေကွက်လေးတစ်ခုတော့ရတယ်စိတ်ဝင်စားတဲ့မြေကွက်လေးရတယ်ဆိုရင်တော့တစ်ချက်တော့ဖုန်းခေါ်ပြီးပါဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ဗျ Thank you ပါ